ဟယ်လိုတရေ6ခံကြဘူးလားရှင်6တဲ့တရေကလည်းကိုနဲ့အရင်ရင်းနှီးနေတဲ့တရေဆိုရင်ဘယ်လိုလုပ်ကိုကကြောက်ဖဲကြောက်နေရမှာလားသူ့ကိုစိတ်ပဲတူရမှာလားဘယ်လိုလုပ်မလဲအခုပြပေးမယ့်အကြောင်းအရာတွေကနားထောင်ပြီးသွားပြီဆိုလို့ရှိရင်တွေးပြီးတော့ကြောက်ရမယ်အကြောင်းအရာတွေတွေးပြီးတော့မှစသိန်းတွေထားပြီးတော့ကြောက်ရမယ်အကြောင်းအရာတွေဖြစ်ပါတော့အဲ့အတွက်ကြောင့်မလို့တေးချာချာလက်ချက်ကလေးတက်ပြီးတော့နားထောင်ဖို့တော့လိုပါတယ်ရှင်ဒီအကြောင်းအရာတွေကကြတော့တငယ်ချင်းရဲ့အကူသူတို့ငယ်စဉ်ကကျောင်းသားဘဝတုန်းက6ခံရဘူးရဲ့ကိုကြီးဖြစ်ရမယ်အကြောင်းအရာတွေဖြစ်တယ်ရှင်သူတို့တွေကကြတော့ဘယ်လိုမျိုးဖြစ်လာလဲဘယ်လိုမျိုးကြုံတွေ့ကြရလဲဆိုတော့တငယ်ချင်းရဲ့အကူနာမည်ကရန်နိုင်ထားပါတော့နော်ရန်နိုင်အဲ့ရန်နိုင်ကသူ့ရဲ့8တန်းဘဝတုန်းကဖြစ်ခဲ့တာသူကျောင်းတက်တယ်မနက်စောကြီးမိုးရင်းပေါ့နော်မိုးရင်းကျောင်းမနက်စောကြီးကျောင်းသွားတယ်မိုးရွာမှာဆိုမိုးရလည်းအရန်ဟိုမှာရွာမဲ့ပုံစံမျိုးဖြစ်နေတဲ့အတွက်ကြောင့်မို့သူကနေပြီးစောစောလေးကျောင်းသွားတယ်စောစောလေးကျောင်းသွားပြီးတော့ကျောင်းမှာသူကြောက်တဲ့ရောက်နေပြီးတော့ကြောင့်မို့ကျောင်းမှာထိုင်နေတယ်ခဏနေတော့ကျောင်းတက်ခံကြီးရဲ့ကြားလေကြာတော့သူတငယ်ချင်းကြော်စွာနေပြီးတော့အတန်းနဲ့ကိုတဲတန်ပြေးပြီးတော့ဝင်လာပြီးတော့သူသတင်းတစ်ခုပြောပြတယ်။ပြီးအောင်မင်းဒီသတင်းကြားပြီးသွားပြီလား။မင်းလည်းအားပါသတင်းကိုကြားမှာလေပေါ့။အဲ့လိုမျိုးငါလည်းမနေ့ကရောက်နေရမြက်အခုမှရောက်လာပြီးငါ့ကိုထားရလာမင်းနဲ့ငါဘလို့သိမှာလဲဆိုပြန်မေးလိုက်တာပေါ့။အဲ့ဒီချိန်မှာရန်နိုင်ကနေကြော်စွာနေပြီးရန်နိုင်ကိုပြောတယ်။ဘာပြောလဲဆိုတော့ကိုခန့်တဲ့တင်းကွာကိုခန့်ဆုံးသွားပြီအဲ့လိုမျိုးပြောဟာကိုခန့်ဆုံးသွားပြီဆိုတော့ရန်နိုင်ကလုံးဝအောင်မလန့်သွားဘာလဲဆိုတော့ကိုခန့်ကရန်နိုင်လို့နဲ့ကအိမ်ကြီးချင်းဟိုမှာလုံးဝအိမ်ချင်းကိတ်ရဲ့စင်းရင်ကောင်းရင်အိမ်ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးပြီးတော့ကိုခန့်နဲ့ရန်နိုင်နဲ့ဆိုတာကလေဟိုးငငယ်လေးတွေကနေပြီးညီအကိုလိုမျိုးတငယ်ချင်းလိုမျိုးပေါင်းလာတာကိုခန့်က6တန်းပဲရှိသေးတယ်နော်ရန်နိုင်တို့က8တန်းကိုခန့်က9တန်းရန်နိုင်ထက်ကိုခန့်ကတစ်နှစ်ပိုကြီးတယ်အဲ့တော့သူစိတ်မကောင်းတော့ကွာရန်လက်လက်ပါတယ်အဲ့ချိန်မှာရန်နိုင်ကနေတော့တော့ပြန်ပြီးတော့သူ့ဆုံးသွားတာလေငါမနေ့ကကြောက်လာတဲ့အချိန်မှာတော့သူတို့အိမ်ကနေပြီးဘာသတင်းမှမကြားဘူးဘာမှလည်းအတန်မကြားဘူးပေါ့အဲ့လိုမျိုးပြောတယ်အဲ့လိုပြောတဲ့အချိန်မှာဟိုကကြော်စွာနေပြီးတော့ငါလာတဲ့အချိန်မှာမိုးရီကအញ្ရွာနေတယ်ညကလည်းဒီညလုံးမိုးရီကရွာနေတာအဲ့ဒီသူတို့ကိုခန်းတို့အိမ်ရှိရနေပြီးတော့အဲ့ဒီမီးကြိုးကနေပြီးတော့ပြက်ပြီးတော့အဲ့လိုပေါ့ကွာဒီညောင်းနဲ့ကိုကြာသွားတာကျမကတော့မီးမလာဘူးကွာမိုးရီအရန်တဲပြီဆိုလို့ရှိရင်တည့်ရတာလည်းမီးရပြက်အဲ့ဒီချိန်မှာကွာမနေ့လဲကြာလိုက်ကြအောင်ကိုခန့်ကျောင်းလာမှာနဲ့စိမ့်လွယ်လေးပြီးပုံမှန်တိုင်းကျောင်းလာဖို့ပေါ့နော်အဲ့ချိန်မှာအရှိလဲရောက်လဲကောမူဝရွာတော့ရှောင်းမှာဘွက်တွေကပြေးနေတော့သူ့အရှိရမြောင်းနေကိုရှောက်ကလေးလှက်ပြီးတော့စေးလိုက်တာဖြစ်ချင်တော့အဲ့ချိန်မှာမီးကလည်းဖတ်ဆိုပြီးတော့လာအဲ့လိုလာလိုက်ပေါ့ကိုခန့်ကအမှန်နဲ့တက်လိုက်ပြီးတော့မြောင်းထဲမှာအဲ့လိုမှောက်ခုံကြာပြီးတော့ရေမိုးနဲ့တန်ရောမြောင်းထဲကရေမိုးနဲ့တန်ရောတက်လိုက်ထားတဲ့တန်ရောအမှန်နဲ့သုံးသွားအဲ့ကိုခန့်ဆုံးသွားတာကိုဘယ်သူမှမသိဘူးအဲ့ဒီချိန်မှာကိုခန့်ရဲ့အဖေကနေပြီးတော့အလုပ်သွားဖို့ဆိုပြီးအရှိကိုထွက်လာတဲ့အချိန်ကျတော့မှညောင်းထဲမှာသူသားရဲ့အလောင်းကိုတွေ့ရဲ့အဲ့ဒီချိန်မှာပေါ့နော်ကိုခန့်ရဲ့အဖေကလည်းလန့်ပြီးတော့အကုန်လုံးခေါ်စရုံကားတွေပါခေါ်ပြီးပါညာပြောတဲ့အချိန်ကျတော့မှကိုခန့်ဆုံးတာကိုသိရဲ့အဲ့မှာကြော်စွာကလည်းသူတို့အရှိကနေဖြတ်ပြီးတော့ကျောင်းကိုလာပါပေါ့နော်ဒီလိုဝင်ဆက်စုခဲ့တာပေါ့ဒီလိုဆက်စုပြီးတော့ရန်နိုင်အောင်လာပြန်ပြောပြတယ်အကုန်လုံးသူတို့တငယ်ချင်းတွေအကုန်လုံးကကိုခန့်နဲ့ရင်းနှီးတဲ့တငယ်ချင်းတွေအကုန်လုံးကတော့စိတ်မကောင်းဖြစ်ကြတာပေါ့နော်တရေကအဲ့ချိန်ကြီးမှာမချောက်သေးဘူးဘယ်လိုချောက်မလဲဆိုတာကိုတငယ်ချင်းကိုစောင့်ပြီးတော့နားထောင်ကြည့်အဲ့ဒီချိန်မှာကွာသူတို့တွေကအဲ့လိုကိုခန့်ရဲ့အာတုပချမယ်နေပေါ့နော်သူတို့ရက်ွက်တွေကမှဆိုအဲ့လိုအစိမ့်သေးသွားတာရုပ်တရက်သေးသွားတဲ့သူတွေဆိုလို့ရှိရင်3ရက်လောက်ဆိုတာနဲ့သူတို့တွေက3ရက်လောက်မထားဘူးပေါ့ကွာနောက်နေ့ဆိုတာနဲ့တန်းပြီးတော့တကြိုဖို့လုပ်ကြတယ်ဘာဖြစ်လဲဆိုတော့သူတို့မှလည်းသူတို့အစွဲနေပေါ့နော်တကြိုဖို့လုပ်ကြတယ်အဲ့ဒီအတွက်ကြောင့်မလို့ချက်ချင်းတကြိုရတဲ့အတွက်ကြောင့်မလို့ရန်နိုင်ကနေလွဲရင်ကျန်တဲ့တငယ်ချင်းတွေကမလာနိုင်ဘူးချက်ချင်းမလာနိုင်ဘူးပေါ့ကွာအဲ့လိုမျိုးမလာနိုင်တဲ့အတွက်ကြောင့်မလို့ဒါပေမဲ့မလာနိုင်ဘူးဆိုပေမဲ့သူတို့ရက်လေတော့လာကြမယ်ပေါ့ကွာအဲ့လိုမျိုးအတုပချတော့မလာနိုင်ပေမဲ့ရက်လေတော့လာကြမယ်ဆိုသူကတော့တွေးထားကြတာပဲဒါနဲ့အဲ့ဒီတွေးတာကိုခန့်ကလည်းသိချင်မှသိမှာဟုတ်တယ်မလားသူတို့တွေးတာကိုကိုခန့်သိချင်မှသိမှာဒါပေမဲ့သူကိုယ်တိုင်ကလည်းသူ့ကိုယ်သူသေလားမသေလားဆိုသူကလည်းသိချင်မှသိမှာကွာဘာလို့လဲဆိုတော့သူအစိမ့်သေးသွားတာအဲ့ဒီတော့ကြောင့်မလို့
တနည်းလဲကြတယ်ကြာသူတို့တငယ်ချင်းတွေရပါတော့အဲ့လိုတငယ်ချင်းအဖွဲ့ရန်နိုင်တို့တငယ်ချင်းအဖွဲ့တွေရပဲရန်နိုင်တို့ကတစ်နှစ်ငယ်တယ်ဒါပေမဲ့သူတို့အတန်းကတော့အတူတူပဲအဲ့လိုအတန်းတူတူပဲတစ်နှစ်ငယ်တဲ့တငယ်ချင်းတယောက်ကပေါ့နော်သူ့အိမ်မှာသူ့ကညဘက်ပေါ့ကွာစာအုပ်ဖတ်အဲ့လိုမျိုးစာအုပ်ဖတ်အနေနဲ့ကတ်တွန်းစာအုပ်လေးဖတ်လို့ကတ်တွန်းစာအုပ်ကလေးဖတ်နေတဲ့အချိန်မှာအဲ့လိုသူတို့ရဲ့အိမ်ကကွာအဲ့လိုခြေတန်းရှိတသားအိမ်အဲ့လိုပြင်နေပါခင်းကြတာကွာခြေတန်းရှိတယ်ဘယ်လောက်ခြေတန်းရှိလဲဆိုရင်ကိုခန်းတို့အရွယ်လောက်အဲ့လိုကျော်စွာတို့ရန်နိုင်တို့အရွယ်လောက်ဆိုရင်တော့တရက်တောင်ကျော်အဲ့သူတို့ခြေတန်းရှိရည်နေကွာအဲ့လိုတင်းနဲ့ဆောက်ထားတဲ့မမဲအိမ်ကြီးကွာအဲ့လိုပုံစံမျိုးကြီးအဲ့ဒီချိန်မှာအဲ့ဒီတငယ်ချင်းကနေပြီးတော့သူကပေါ့နော်စာအုပ်ဖတ်နေရမှာစာအုပ်ဖတ်နေတဲ့အချိန်မှာအောက်ကနေပြီးကျမ်းမြေကနေပြီးတော့သူ့ရဲ့အိမ်ကျမ်းမြေကနေသူ့ရဲ့အခန်းထဲကနေပေါ့သူ့ရဲ့ကျမ်းမြေခောက်လာခောက်အဲ့သူ့ရဲ့နာမည်ကကျတော့တသားလို့ခေါ်တယ်အဲ့လိုပါသူတို့တငယ်ချင်းတွေပေါ့နော်ခေါ်ကြတသားလို့ခေါ်ခောက်သားရီခောက်သားရီအဲ့လိုခေါ်တာပေါ့ကွာခေါ်တော့တသားဟာလဲပေါ့ဒီချိန်နိုင်ကြည့်လိုက်တော့10နာရီကျော်နေပြီ17နာရီအောင်ထိုးတော့မယ်ဒီချိန်ထဲမှာဘယ်သူကလာပြီးတော့ငါ့ကိုခေါ်နေတာလဲပေါ့အင်းနာချင်းတယောက်ကပဲတခုလိုပဲလာခေါ်တာလားအဲ့ဆိုတော့အရှိတကားခေါ်ပေါ့ဘာဖြစ်လို့ငါ့ဒီဟိုဟာယူခေါင်နေလဲပေါ့ကျန်းကြီးယူခေါင်နေတယ်ပေါ့ထားလိုက်ပေါ့တရားရောက်လာစတာပဲနဲ့တူရဲဆိုပြီးတော့သူကလည်းအဲ့လိုတွေးလိုက်အဲ့ဒီနေ့ကကိုခန့်အာတူပါချမနက်ပိုင်းကိုခန့်အာတူပါချညပိုင်းလိုမျိုးတသားကိုလာခေါ်အဲ့လိုပေါ့နော်အဲ့နဲ့တသားလည်းသူစာအုပ်ပြန်ဖတ်နေတဲ့အချိန်မှာခဏနေလေဟုတ်သားရဲ့အတန်းတော့ယောက်ျားလေးအတန်းဒါပေမဲ့အတန်းအကွက်ရှက်တတ်တဲ့အတန်းဖြစ်တဲ့အတွက်ကြောင့်သူ့အတန်းလဲဆိုတာတသားကမရင်းနေမသိဘူးပေါ့ကွာအဲ့ဒါနဲ့တသားရဲ့အဲ့လိုအတန်းရောက်သွားအဲ့လိုလုံးလေးနဲ့အဲ့လိုအတန်းဆိုတော့တသားလည်းပေါ့ခဏခေါ်တယ်အာယုံနေနောက်လိုက်စိတ်တွေရှုပ်လာသူလဲဆိုတော့သူအပေါက်ကြားရတော့ချောင်းကြည့်လိုက်မယ်ပေါ့ငါ့ကိုလာစလို့ရှိရင်ငါလည်းပြန်စမယ်ပေါ့ဆိုတဲ့ပုံစံမျိုးကနေကြမ်းကြားရနေတော့ချောင်းကြည့်လိုက်တော့အဲ့ချိန်မှာအဖြူအစိမ်းဝတ်ထားတဲ့လူတယောက်ကသူ့ရဲ့အဲ့ဟိုမြင့်နေတဲ့ဟာရဲ့လူတရက်စာမြင့်နေအောက်မှာကွာကုန်းကြီးမတက်ကြီးရဲ့ပြီးတော့အဲ့လိုမျိုးသူ့လက်ကဒီလိုမျိုးလူကတော့ဒီလိုကုန်းကြီးလက်ကနေပြီးတော့ခောက်အဲ့လိုခောက်နေရကွာအဲ့လိုခောက်နေရဆိုတော့ကနေပြီးတော့မျက်နှာမမြင်ရတော့ပေါ့နော်ဘသူလဲဆိုပြီးတော့နှမ်းမိတယ်ဘသူလဲဆိုပြီးအဲ့လိုနှမ်းမိလိုက်တာချောင်းကြည့်နေကြအဲ့ဒီတော့မှသူကမျက်နှာဒီလိုမော့ပြီးလာလဲလာကိုခန့်လုံးဝအသားကမဲနဲ့ပြီးတော့မှလက်လိုက်ထားတာဆိုတော့လက်လိုက်ပြီးတော့ဟိုရေထဲမှာလည်းကြာထားတာဆိုတော့သူ့ရဲ့မျက်နှာမဲနှမ်းပြီးတော့ပြာနှမ်းတယ်မဲနဲ့ပြီးပြာနှမ်းတယ်ဒါမှပဲရေထဲမှာခဏလေးပဲနော်သူနေလိုက်ရတာဒါမဲ့ဘလို့ခမေးရေမုန်းမြတ်တေးထားတဲ့လူတော့ကွာအဲ့လိုမျိုးအဲ့လိုလဲကြမြင်လာတော့တသားနေပြီးတော့ကိုခန့်ပေါ့နော်ကျွန်တော်လာမထောက်ပါနဲ့ပေါ့ကျွန်တော်ကြောက်ပါပြီပေါ့ကိုခန့်ရဲ့ရက်လေကိုကျွန်တော်ကိုခန့်ရဲ့အာတူပါကိုကျွန်တော်မလားပြီမဲ့ကိုခန့်ရက်လေတော့ကျွန်တော်ဆက်လာပြီးတော့ဝိုင်းလုပ်ပေးပါမယ်ပေါ့ကျွန်တော်အခုတော့ကျွန်တော်မထောက်ပါနဲ့ပေါ့ကျွန်တော်ကြောက်ပါတယ်ဆိုခုဒီမော်ပြေးတက်ပြီးတော့မှစောင်းခေါင်းမှုချုံပြီးတော့နေတယ်အဲ့လိုအချိန်ကြတော့မှတဖြည်းဖြည်းနဲ့အတန်းကလည်းကြောက်သွားတဖြည်းဖြည်းနဲ့ပေါ့နော်ဒါတော့မှပဲတဖြည်းဖြည်းနဲ့ကြောက်သွားတာနော်ကြောက်သွားနောက်နေလဲကြကိုခံယူရက်လေအိမ်ဆိုတော့ကွာလူရလက်စီကခံနိုင်ရရှိနေတယ်အဲ့ချိန်မှာတသားကနေပြီးတော့ညအေးမိုးရတဲ့ပုံစံမျိုးလူကကြောက်ပြီးတော့ရန်ကိုနွမ်းညတဲ့ပုံစံမျိုးနဲ့ရောက်တာခံနိုင်ပေါ့နော်ညကိုခံကားစီလာပေါ့အဲ့ဒီမှာဟွာနေပြီးတော့ခံနိုင်ရနေပြီးတော့မင်းကလည်းကိုခန့်အဆုံးသွားပြီမင်းစုဘလို့လာမှာလဲပေါ့အာတူပါတောင်ချပြီးပါပြီပေါ့အခုရက်လေတောင်လုံးနေပြီမင်းစုဘလို့လာနိုင်မှာလဲပေါ့အဲ့လိုဟုတ်တယ်နော်မင်းပြောလားဆိုတော့သူ့ရဲ့အကြောင်းပြန်ပြောပြအဲ့လို6ပြရတယ်ဆိုတော့ပြန်ပြောပြလိုက်တာပြန်ပြောပြလိုက်တော့ညနေညနေတော့အဲ့ဒါမင်းကကိုခန့်ရဲ့အာတူပါမှာလာပြီးတော့သူ့ကိုလာပြီးတော့နောက်ဆုံးမနှုတ်ဆက်တဲ့အတွက်ကြောင့်မလို့သူကနေပြီးမင်းစုရောက်လာတာပဲဆိုတာဒီညနေတမန်ငါရှန်ကပဲအဲ့လိုပြောလိုက်တာပေါ့နော်အဲ့လိုမျိုးပြောပြီးတော့အဲ့ဒီကိစ္စရက်ပြီးသွားပြီရက်လေလည်းပြီးသွားပြီသူအမျှတန်းလည်းပေးဝေပြီးသွားပြီနောက်နေလဲကြတော့အဲ့လိုကိစ္စကြီးပြီးသွားပြီဆိုတော့သူလည်းပုံမှန်ပြန်ဖြစ်ပြီးတော့နောက်နေရက်လေပြီးနောက်နေလဲကြတော့ကျန်နိုင်ကနေပြီးတော့ကျန်ငါတို့အိမ်မှာညတော့စာစုကြက်မယ်ဆိုတော့ခေါ်လိုက်တာရင်ပုံမှန်ဆိုလို့ရှိရင်ကိုခန့်လည်းလာနေကြဒါပေမဲ့ကိုခန့်တော့မပါတော့ဘူးပေါ့နော်ဒါကိုခန့်မပါတော့ငါတို့စာစုကြက်မယ်စာလုပ်ကြမယ်ဆိုစကားဝိုင်းပြောကြမယ်ပေါ့စာအုပ်ဖတ်ကြမယ်အဲ့လိုခေါ်လိုက်တယ်ခေါ်တငယ်ချင်းတွေရောက်လာပြီးတော့အဲ့လိုသူတို့ရာချိန်ထားတာ8နာရီည8နာရီပေါ့နော်ပြီးတော့အိမ်သားချင်းတွေပဲဆိုတော့ကွာည8နာရီလို့ခါကြပြီးတော့ည
ညာဘက်လဲကြာလဲကြာအဲ့လို8 နာရီလဲကြာဘုံလူတွေဆူလာကြတာပေါ့အဲ့ချိန်မှာအဲ့ဒီထဲမှာတငယ်ချင်းတယောက်က9 နာရီခွဲကျော်လောက်မှအသေးအတန်စပိန်ကိုအသေးအတန်ညံပြီးတော့ရောက်လာ9 နာရီခွဲကျော်မှမြန်ပြီးတော့ရောက်လာတဲ့အတွက်ကြောင့်ပြန်နေရနေမင်းဒီချိန်ညမှာဘာလို့လာနေပြီလဲ9 နာရီတော့ခွဲနေမှာချိန်က8 နာရီတချို့လူဆိုပြန်တော့အဲ့ချိန်မှာအဲ့တယောက်ကနေတငယ်ချင်းကနေထားပြီးသူ့ကျန်တယ်မင်းကြောင့်ပေါ့မင်းအကိုကြောင့်ပေါ့ငါအကိုဘယ်ကိုလဲပေါ့အဲ့ပြီးတော့မှကိုခန့်ပေါ့ကိုခန့်ငါစုလာဝါတာခုနလေးတွေညာမှာအဲ့မှာခင်ဗျားမတော့မင်းကလည်းကိုခန့်အဖြစ်မင်းရလေးနေမယ်ရက်လေပြီးသွားပြီသူအမြတမ်းပြေပြီးသွားနေဆိုဘလို့လာနိုင်မှာလဲမင်းမယုံဘူးငါဆိုတကယ်လာဝါတာမင်းတို့စီကိုလာဖို့ရေချိုးနေတာရေချိုးနေတဲ့အချိန်မှာသူ့ရဲ့ရေချိုးကွာသူတို့ရက်ွက်တော့အရင်ကကြတော့ရေချိုးခန့်နေမရှိဘူးသူတို့ရေတွင်းသားမှာအဲ့လိုပေါ့နော်ရေပတ်လေလေးကာပြီးချိုးရတာအဲ့လိုမျိုးသူရေချိုးနေတာရေချိုးနေရေလေးခက်လိုက်ရေလေးချိုးလိုက်တဲ့ချင်းလေးတသားသားနဲ့သူရေချိုးနေတာပေါ့ရေချိုးနေတဲ့အချိန်မှာခက်လန်းလန်းမှာသူတို့ရဲ့အဲ့ခက်လန်းလန်းမှာခရီးပင်းရှိခရီးပင်းကတော်တော်ကြီးနေအဲ့လိုသူတို့ခြံထဲမှာပဲခြံဝင်းထဲမှာပဲစိုက်ထားခရီးအဲ့ခရီးပင်းအောက်မှာလူတယောက်ကနေပြီးတော့အမှခါကြီးကုံပြီးတော့ခေါင်းငုံပြီးတော့မတက်ပြက်အဖြူအစိမ်းလေးဝတ်ထားအဲ့တော့ကြောင့်ဝါနေအဲ့တငယ်ချမ်းသူလဲဟဲ့အောင်သူလဲသူလာတာလဲငါမလာသေးလို့ငါစီကိုလာခေါ်လာအရေချိုးပြီးလိုက်ခဲ့မယ်သွားညင်အဲ့လိုမျိုးပြောတာအဲ့လှမ်းပြောလိုက်တာသူတငယ်ချင်းသူလာခေါ်ရဲပဲဒါပေမဲ့အဲ့ဒီတော့သူ့ဘာမှမပြောအောင်းငုံပြီးတော့ပဲလူလူကြီးကြည့်လိုက်တော့အသားလည်းဘူးနေပြေချာပြိုးပြီးတော့ကြည့်ရပါဘာလို့ကြည့်တော့မှကိုခန့်ဖြစ်ချင်တော့အဲ့တငယ်ချင်းနဲ့ကိုခန့်နေရတယ်ဒီနေ့တော့မတဲ့ဘူးအင်းနဲ့စကားကသူစားလိုက်မတဲ့ရဘူးမတဲ့ရဘူးဆိုတော့သူကလည်းကိုခန့်ရဲ့အတူပါသွားတယ်ချက်လေအဲ့ဒါတော့ကြောင့်ကိုခန့်ကိုလာခေါ်ရဲဆိုတော့ဒီပေါ်မျိုးနဲ့သူ့လာနှုတ်ဆက်တာပေါ့အဲ့လိုဖြစ်တာအဲ့လိုအဲ့ဒီမှာသွားနေပြီးတော့ဟာကိုခန့်ပေါ့နော်ငါမင်းစီမလာနိုင်တဲ့အတွက်ငါတောင်းမှန်နေပေါ့နော်ငါတော့လာမထက်ပါနဲ့ပေါ့ငါချက်ပါအဲ့လိုမျိုးပြောပြီးတော့သွားနေပြီးတော့အိမ်ထဲကိုအဲတန်ပြေးချိုးနေတဲ့အတဲ့တန်ကိုပြေးဝင်သွားပြီးတော့ငါအိမ်ထဲမှာဘိုးတွေပါရေးထဲပြီးတော့အဲ့အပေါက်ဝိုင်းနေပြီးချောင်းချီပြန်သွားပြီကိုခန့်ပျောက်သွားပြီရှိတော့ပြန်သွားပြီချောင်းချီဒါပေမဲ့ကိုခန့်အိမ်ထဲမှာတင်နေတယ်အဲ့ချိန်မှာဝါနေပြီးတော့ဒီတငယ်ချင်းကိုခန့်သွားပါတော့ပေါ့သွားပါတော့ငါတောင်းမှန်ပါတယ်ဗောမင်းစီကိုမလာနိုင်နဲ့တောင်းမှန်ပါတယ်ဗောငါတကယ်ကိုမှပေါ့နော်ငါဖြစ်လို့တောင်းတနေရလို့ဘူးကြောင့်မလာနိုင်တာတောင်းမှန်ပါတယ်တော်တော်လို့တောင်းမှန်ပြီးတော့ကြာဝက်လန်အနေတောင်းမှန်လိုက်ပါကိုအဲ့လိုခဏလဲကြာထွက်သွားတာပေါ့ထွက်သွားပြီးတော့ဒီကနေပြီးတော့ငါအဲဒါစာပေလူပြောနေအောင်ငါပြောပြမယ်ဆိုတော့လည်းတာပြောပြနော်ပြောပြပြရတယ်သူကလည်းဟိုပေါ့နော်နိုင်ငံကနေပြီးတော့အဲ့ဒါမင်းကပေါ့နော်သူဆုံးသွားတာသူရဲ့ရက်လေလည်းမလာဘူးအတူပါဘူးလည်းမလာဘူးတကယ်ဆိုရင်တို့ရမတည့်ကြဘူးတည့်ကြတဲ့အတွက်ကြောင့်မလို့တို့အမှန်ဆိုလို့ရှိရင်လာပြီးတော့ခွင့်လွှတ်ဖို့တောင်းခံရမယ်ဒါမှမဟုတ်ဒီဘက်ကလည်းသူခွင့်လွှတ်ပါတယ်ကောင်းကောင်းသွားပါဆိုပြီးပြောရမယ်ပေါ့နော်အဲ့ဒါမှသူလည်းကောင်းကောင်းကိုစိတ်ချလက်ချသွားနိုင်တယ်အဲ့တော့ကြောင့်မလို့မင်းသူ့စိတ်ထဲမှာတစ်ခုခုကြံနေခဲ့လို့မင်းစီကိုရောက်လာတာပေါ့ဒီလိုပြောဘာပဲဖြစ်ပေါ့ကွာမင်းတွေ့လို့ရှိရင်လည်းမင်းအကိုမင်းပြောထားပေါ့ငါစီမထားသေးနဲ့ပေါ့အရင်ကြောက်တယ်ပေါ့ဆိုပြီးပြောပြီးတော့အဲ့ဒီပြန်သွားပြီးတော့သူတို့ရလဲဘာမှလည်းမဖြစ်ဘူးပေါ့ကွာညအဲ့လိုပဲသူတို့ကြောင့်ကိုเจ้าဒီเจ้าပြောနေနေနားလဲကြောင်17နာရီလောက်လဲကြာလဲကြောင်တကယ်ချင်းညာပေါ့ပြီးပြန်နိုင်ကြောင်နဲ့သူတို့ထိုင်နေသူတို့အိမ်ရဲ့အောက်မှာခုပြပုံစံမျိုးစပွဲပုံလေးပုံစံမျိုးရှိအိမ်မှာသူတို့ထိုင်ပြီးစကားပြောကြတယ်အဲ့ရနေတော့ထိုင်ပြီးတော့ဘုံပြန်သွားပြီးဆိုတော့နာမပြီးရင်ဒီအိမ်လေးနဲ့ပြောရက်စင်နေတာညာကြီးရက်စင်ထုံးထားတဲ့အချိန်ကြီးမဟုတ်သေးဘူးပေါ့အဲ့တော့ဒီအိမ်နဲ့ပဲညာဒီနဲ့ထိုင်နေစင်မှာသူ့ရဲ့အိမ်ရှိအဲ့လိုဆန်စီကိုအပြင်ဘက်ကနေအတန်တော့ပို့ကြခဏကြီးညီလေးအကိုဝင်လာလို့ရမလားအဲ့လိုခဏကြီးညီလေးအကိုကိုသူတို့ပေးမှုနေကြဘူးအကိုဝင်လာခဲ့လို့ရမလားကိုအိမ်နဲ့ကိုပြန်လို့မရဘူးကိုပေးမှုညီလေးစီဝင်လာတာညီလေးစီကိုကိုရမလားအဲ့လိုမျိုးရမလားသူလည်းပေါ့သူ့အာယုံထဲမှာကွာသူအိမ်မက်မက်နေသလိုလိုတကယ်ပဲဖြစ်နေသလိုလိုသူ့အာယုံကြီးကထွေပြားနေတယ်အဲ့မှာလှမ်းပြီးတော့ခြံစည်းပင်ဖမ်းကြည့်လိုက်တော့ကိုခန့်
ကိုခန့်ဝင်လာလေအဲ့လိုမျိုးပြောတယ်အဲ့လိုချိန်မှာဝင်လာလေဘာရက်လောက်နေရလဲပေါ့အဲ့လိုမျိုးပြောလိုက်နေသူတို့ကထုတ်ကနေပြောတယ်ကိုခန့်ဆုံးမဆိုမိသူအိုင်မျိုးဝေဝိုင်းထုတ်ကနေပြောလိုက်ဒါပေမဲ့အရင်တော့ပေါ့နော်အရင်တော့လည်းအခုလည်းတချို့ဆိုရှိကြတယ်ကွာအိမ်ဆောင်နဲ့ခြံဆောင်နဲ့တို့အဲ့လိုမျိုးကောင်းတဲ့နက်တွေရှိအဲ့နက်တွေကဘယ်တော့မှမကောင်းတဲ့အရာလို့ဝင်မပြဘူးကွာအဲ့ချိန်မှာအသက်ကြီးကြီးဒါအဖိုးကြီးတယောက်အတန်ကနေပြောထွက်လာဝင်နဲ့ဒါပေးဝင်လို့မရဘူးဆိုပြီးအဲ့လိုမျိုးပြောတာအဲ့လိုပြောလိုက်တော့မှကိုခန့်တော့ဝါနေကိုရဲ့ခြံနိုင်ကနေပြီးတော့ထပ်ကနေပြပြန်ဟိုပါပေါ့ကိုခန့်ကစီလာသွားတာအဲ့လိုမျိုးထပ်ကနေအပြပြန်ဝင်လာပြီးဒုက္ခတော့ကိုခန်းကားစီလာသွားတာလားပေါ့ဒီသူကလည်းအိမ်မက်နဲ့နေတယ်ဖြစ်နေတယ်ဒါပေမဲ့အဲ့ချိန်ရောက်ပြီဆိုတော့သူရဲ့ဟိုတက်ပြီးတွေးပြီးအိတ်လိုက်အဲ့ချိန်မှာညကြအိမ်မက်တော့ဘလို့အိမ်မက်လဲဆိုတော့ကိုခန်းကနေပြီးရဲ့အခုညတန်းလည်းရလိုက်ပြီအခုဘဲမှလည်းသွားကြမရှိဘူးရန်လည်းအေးရယ်အရန်လည်းငါကြံနေရယ်ခန္ဓာကိုယ်ဆိုတော့ငါကြံနေရယ်အခုတနာပါအခုကဲပါအောင်အဲ့လိုပြောတယ်ဒါတော့ဒီနေ့လည်းဆိုအိမ်တော့ရန်ဟိုမှာစိတ်ထဲမှာအာယုံထဲမှာရန်ဟိုမှာကိုခန့်ကိုတနာလဲတနာရယ်ဒါကြီးကိုလိုနေခဲ့တဲ့တငယ်ချင်းပါအဲ့တငယ်ချင်းကသူ့ဒီလိုမျိုးသူ့နေတာလိုလုတ်ပေးလို့လုတ်ပြမှာသိတဲ့အတွက်ကြောင့်လို့သူ့အိမ်ကိုသွားပြောတယ်သူ့အိမ်ပေါ့နော်သူ့အမေဆိုသွားပြောတယ်ကိုခန့်အိမ်ကိုအန်တီပေါ့နော်ဒီကိုခန့်ဟောတာလာလေရန်တိုင်းမှာမပြောချင်ဘူးလေအဲ့လိုသူပြောမလို့ဘလို့ပြောလို့ပြောမှာပြောမဖို့ဘူးပါတယ်အန်တီကအဲ့လိုမကြွသေးဘူးတရေဘွားနဲ့နေနေရတယ်လုံးဝပြောမထွက်ဘူးပြောမလို့ဟန်ပြင်နေတဲ့အချိန်မှာသူတို့အဲ့ကိုခန့်တို့နဲ့ကိုရန်တော်ကိုခန့်တို့ရန်တိုင်းနဲ့ချင်းဆိုင်အိမ်မှာအဲ့ကိုခန့်ရဲ့တူမလေးဒီတူမလေးက3နှစ်ကျော်4နှစ်လောက်ရှိတယ်ပြောတတ်စကားအရင်ကလေလေဝယ်ပြောတတ်နေတဲ့အချိန်လေးပေါ့နော်အဲ့လိုအချိန်အဲ့ဒီကောင်မလေးကနေကောင်လေးနဲ့ပြေးပြီးအဲ့ကိုခန့်တို့အိမ်ပြေးပြီးခြံစည်းရိုးလေးပေါ့ပြေးလာပြီးကိုခန့်ရဲ့အမေပေါ့နော်တကြီးပေါ့ဟုတ်လေးခန့်อ่ะပေါ့အရှိကဒီညောင်းနှခမ်းဝမှာညောင်းရှိမှာပေါ့နော်လေးခန့်อ่ะမုတ်တုတ်ကလေးထိုင်နေတယ်ပေါ့သမီးခေါ်ကလည်းသမီးလှည့်လည်းမကြည့်ဘူးပေါ့လေးခန့်ထိုင်နေတယ်တကြီးတော့ကြည့်ကြမယ်ပေါ့သွားပြီးခေါ်ကြမယ်ပေါ့တနာပါတယ်ပေါ့လေးခန့်ကြောက်တဲ့ရေတွေလည်းဆူရွှဲနေတာအဲ့လိုပြောမိုးရီမိထားလို့လားရေလည်းဆူရွှဲနေတာအဲ့လိုပြောလဲပြောဟိုကနေတော့ကိုခန့်အမေကသမီးဘာလာပြောနေရလဲမပါဘူးဘာပြောသမီးအမြင်မှနေမှာမဟုတ်ဘူးတမီးအမြင်မှာတမီးတကယ်တွေ့နေတာလေးခန့်ထိုင်နေရေဆူရွှဲနေတာပဲရေတနာပါတယ်တော့ခေါ်ကြလို့အဲ့လိုလာတော့ဘာလဲပြောလဲအဲ့တော့မှခံနိုင်ရတယ်ပြောလို့တော့မဖြစ်တော့ဘူးကလေးကလည်းမြင်လာတယ်အဲ့လိုမှဖြစ်တော့ပေါ့နော်အဲ့ချိန်မှာခံနိုင်ရတယ်သူ့ရဲ့အိမ်နဲ့အကြောင်းရောညာရောက်လာတဲ့အကြောင်းပြီးတော့ငွေချင်းတွေစီကိုသွားရဆိုတဲ့အကြောင်းပြီးတော့ကိုခင်အမေပြောပြတော့မှကိုခင်လုံးဝအောင်မှာပေါ့နော်သူကဘာဖြစ်လို့ဒီလိုညလာလဲကိုကြီးချက်မှလည်းညလာတယ်လုပ်ပြီးမယ်ပေါ့ယုံတော့မယုံတော့ပေါ့နော်ဒီစကားတွေကတော့ဘယ်သူမှလည်းမယုံချင်ဘူးကွာဒီလိုကိုသားသမီးဒီလိုဖြစ်နေတယ်ဆိုအဲ့တော့သူကလည်းဒီပေါ်သူအမျှတန်းပြင်ပြီးတော့သူပြန်လုပ်ပေးပါမယ်ဆိုပြီးဒါပေမဲ့ရက်လက်ထားမှမကြသေးဘူးအမျှတန်းဘယ်လိုပေါ့ဟိုလုပ်ထားမှမကြသေးဘူးရက်လက်လုပ်ထားမှမကြသေးပြန်လုပ်ဖို့ဆိုတာအဆင်မပြေဘူးပေါ့အဲ့တော့3ရက်တော့စအောင်ပေါ့ကွာအဲ့လိုမျိုးစဉ်းစားပြီးသူ့ပြင်နဲ့တိုင်းနေတာမှပေါ့ဒီခန့်လို့ပြင်နဲ့တိုင်းလို့အဲ့ပြန်မလုပ်ခင်စက်ကြားမှာလေညဘက်သူတို့အိမ်ရှိကနေဖြစ်သွားတယ်ကိုခန့်ကိုအဲ့ညောင်းတဲ့ခန့်မှာထူရန်တွေ့တဲ့သူတွေကလည်းလာပြောပြအဲ့လိုညဘက်လျှောက်သွားတဲ့လူတွေကတွေ့ပြီးတော့အဲ့ဖြစ်တော့ဘောသူတို့မှလည်းဘယ်လိုရှိကြလဲပြန်ပြီးတော့အငြင်းအချင်းလေးနဲ့ညဝေရအောင်ဆိုပြီးတော့လုပ်ပေးဖို့သူတို့ရဲ့နောင်လေးကြတော့လုပ်ပေးမယ်ဆိုပြီးတော့တိုင်းလိုက်ကြအဲ့ဒီချိန်မှာပေါ့နော်ဘယ်လိုပေါ့ခြံနိုင်ကနေပြီးတော့ညဘက်ကြတော့ညမနေ့ပိုင်းတိုင်းသူတို့အလူပြန်လုပ်ပြီးတော့ညဘက်ကြတော့ခြံနိုင်ကနေပြီးတော့ကိုခန့်ရေးညဒီလိုဖြစ်နိုင်လဲဆိုရင်ကျွန်တော်စီလာပါအောင်ပေါ့နော်ပြောစရာရှိလို့ပါဒီပေါ့အိမ်မထဲမှာပဲဖြစ်ပေါ့နော်ကျွန်တော်စီကိုလာခဲ့ပါပေါ့အဲ့လိုမျိုးပြောပြီးမှတော့အိတ်လေပေါ့ညဘက်လည်းတော့ကိုခန့်အောင်တော့အိမ်မက်တစ်ခေပဲမှတ်တဲ့အချိန်မှာညနေပဲပြောဒီမနေ့ကကြရင်တော့လုံးဝအမျှတန်းဟိုဆောင်လာပြီပါကာပြီးလာခေါ်ပါ
လဲဆိုတော့ဒီတစ်ခေါက်မှတာလို့မဟုတ်ဆိုလို့ရှိရင်ဒီဘဝနဲ့ဘလို့နေရမလဲဘလို့ဆက်ပြီးတော့နေရမလဲဆိုတော့လည်းပြောတတ်ဘူးအဲ့တော့ဒါမှမဟုတ်ပဲတာလို့လာခေါ်ပါဟုတ်ဆက်ချာအနေရတာလည်းကျွန်တော်တို့လေအများကြီးဒီဝေပြီးတော့အိမ်နေညမှာပဲဒီခါရန်နေထပ်ပြီးတော့ဒီမှာကျေးဇူးတင်ပါတယ်လေးအခုတော့အခုသွားလို့ရပြီအခုသွားလို့ရရဲ့နေရာကိုသွားတဲ့နေရာကိုသွားလို့ရပြီဒီမမနေပါစာကြိုးစားပါပြောတယ်ကိုအမေနဲ့အဖေကိုလည်းထားပါနဲ့ပြီးတော့ကြည့်ပေးပါပေါ့နော်ပြောပြီးတော့သူကဝေလေးပြဖြတ်ပေးတာအဲ့လိုမျိုးပေါ့အဲ့လိုဒီကိုရနိုင်ကနေပြီးတော့အဲ့အကြောင်းအရာကိုသူ့ရဲ့အာရုံနဲ့လုံးဝကိုသူကငယ်လေးရနေအခုချိန်ကြီးလုံးဝကိုဆွဲပြီးတော့ကိုခန့်အောင်လည်းတော့မှမေးလို့မရဘူးအခုချိန်ကြီးကိုမတွေ့ဒီအကြောင်းအရာအဖတ်တရလုံးဝဖြစ်နေတဲ့အတွက်ကြောင့်မလို့ငါလည်းဒီအကြောင်းအရာလေးကိုပြောမယ်ဆိုတော့ပြောပြီးတော့တော်လေးတွေလိုက်နေတယ်ဆိုတော့သူကနေပြောပြချင်ပါတယ်ဆိုတော့ပြောပြတာရှင်